တိဆိုတဲ့စကားလုံးလေးကိုတတိဆိုတဲ့စကားလုံးလေးဟာသူကအကန့်အသတ်ရှိတယ်အလုတ်သွားရမှာတတိရတာတို့ခမင်းစားရမှာတတိရတာတို့ပွဲကြည့်ရမှာတတိရတာအဲ့ဒါတတိမခေါ်ပျော်ရွှင်မှုပဲစိတ်ညစ်တယ်လို့ပဲခေါ်တတိဆိုတဲ့စကားလုံးကအဲ့ဒီမှာမသုံးBuddhist term တတိဆိုတဲ့စကားလုံးကဘာတော့ဆိုခုနဓမ္မနဲ့ပတ်သက်ပြီးသဘာဝတရားနဲ့ပတ်သက်ပြီးတော့ mindful လောက်တာမှာတတိကုသိုလ်ရေးနဲ့ပတ်သက်ပြီး mindful လောက်တာမှာတတိဘာလို့ဆိုတော့ညာတော့ဖြင့်လူတွေကမေ့လျော့နေကြတာများတာမေ့လျော့တယ်ဆိုတော့တပည့်တော်မမေ့ပါဘူးနေ့စဉ်နဲ့အလုပ်သွားနေရတာဘယ်မေ့မလို့မပြောအဲ့ဒီဘက်ကဟာတတိလို့မခေါ်ဘူးလူရဲ့သဘာဝလူရဲ့စိတ်ဓာတ်ကိုက inclination incline ဖြစ်နေတာဘယ်ကို incline ဖြစ်နေတော့ဆိုအာယုန်လေးပေါ်မှာ incline ဖြစ်တာအမြဲတမ်းနော်မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အာယုန်နှာခေါင်းကနမ်းရှူရတဲ့အာယုန်လျှာကလည်းရတဲ့အာယုန်ကိုယ်ခန္ဓာကိုယ်အထိတွေ့ရတဲ့အာယုန်စိတ်ကူးရတဲ့အာယုန်အဲ့ဒီအာယုန်တွေပေါ်မှာသဘာဝအတိုင်းသွားနေတာတွေဟာဒါတတိမဟုတ်ဘူးတဲ့စိတ်ကလေးကိုအဲ့ဒီပင်ကိုရိုးရာအာယုန်တွေစီသွားနေရကဆွဲထုတ်ပြီးတော့သူသွားနေကြမဟုတ်တဲ့ဓမ္မအာယုန်ပေါ်တင်ပေးနိုင်မှတတိနော်တတိ mindfulness ဆိုတာအဲ့ဒီဟာကိုဆွလို့တယ်ဒါကြောင့်မို့တတိဟာကောင်းမဲ့ဥပမာဒါနကောင်းမှုပြုဖို့ရာဒီနေ့ဒါနကောင်းမှုလုပ်သလားသီလဆောက်တည်မှုလုပ်သလားကမ္မထာဘာဝနာပွားများအထောက်မှုလုပ်ကြလားငါစိတ်လေးပါဒီနေ့လောဘနဲ့ရှင်တွဲနေသလားဒေါသနဲ့ရှင်တွဲနေသလားငါစိတ်ထဲမှာမာမနာတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ရဲ့ impurity mental impurity စိတ်ရဲ့အညစ်အကြေးတွေငါစိတ်ထဲမှာရှိနေသလားဆိုတာဒါတွေပေါ်မှာ mindful လုံးမှတတိလို့ခေါ်တယ်အဲ့ဒါကို mindfulness မလုပ်နိုင်ဘူး mindful မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအာယုံပေါ်မှာမျောပါနေတာမျောပါနေတာဒီတည်းကြောင့်မလို့အဲ့ဒီအာယုံပေါ်မှာမျောပါနေတဲ့ပုဂ္ဂိုလ်တရားမှာတတိမိတ်နေတဲ့ပုဂ္ဂိုလ်တရားလို့ဒီလိုပဲခေါ်တတိမိတ်နေတဲ့ပုဂ္ဂိုလ်တရားမှာအခက်အခဲတွေကြုံလို့ရှိရင်ဖြေရှင်းနိုင်စွမ်းမရှိဘူးအမျိုးစုံဝင်လာတယ် stress တွေစိတ်ဖိစီးမှုတွေအလိုမကျမှုတွေမုန်းတီးမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေဒါတွေကအရှူအရှူဝင်လာပြီးတော့စိတ်ပေါ်မှာစိတ်ရဲ့ဖြူစင်မှုကိုလာရောက်ပြီးတော့ညှဉ်းနှွမ်းစေကြတယ် pollution ဖြစ်စေတယ်ပေါ့နော် mental pollution ပေါ့စိတ်ဟာအမြဲတမ်းညှဉ်းနှွမ်းနေတယ်လောကမှာလူတွေကတတိထားတယ်ရေညှဉ်းနှွမ်းတာ water pollution ညှဉ်းနှွမ်းတဲ့ရေတောက်ရင်ငါကျန်းမာရေးထိခိုက်လိမ့်မယ်တတိထားတယ်ဒါ air pollution ညဉ့်ညမ်းတဲ့လေကိုရှုပြီးရင်ငါကျန်းမာရေးထိခိုက်လိမ့်မယ်တတိထားမိတယ်ဒါသို့သောတတိမထားမိတာကဘာတော့လို့ဆို mental pollution စိတ်မှလာပြီးတော့ pollution ဖြစ်နေတာကိုတတိမထားမိဘူးကိုယ်စိတ်လေးထဲမှာလောဘဖြစ်ရင်လည်း pollution ဖြစ်တယ်လို့မထင်ဘူးဒေါသဖြစ်ရင်လည်း pollution ဖြစ်တယ်လို့မထင်ဘူးအဲ့လိုမထင်သည့်အတွက်ကြောင့်ဘယ်တော့မှ purify လုပ်ဖို့ကြိုးစားမှာမဟုတ်ဘူးလူတွေကိုဝတ်တဲ့အဝတ်ကလေးညစ်ပေလို့ရှိရင်ဖို့တတိယညစ်ပေနေပြီဖို့အောင်မှပဲတတိယနော်ဘေးကလူကလည်းမြင်တယ်ဝတ်နေတဲ့လူကလည်းမြင်တယ်ဟာဒီဝတ်ညစ်နေပြီတန်ရှင်းမယ်သို့တော့ mental pollution ကြတော့မမြင်ရဘူးဘာလို့မမြင်တာတော့ဆို mindfulness မရှိအဲ့ဒီ mindfulness ကိုအခြေခံရမယ်